နွယ်နှမမောင်ကြီးမမေ့နိုင်တယ်လေးတို့ရွာလာရင်လုံးဝဲပြုံးနေတာရှိလို့ကြိုသူရဲ့သဘာဝလာရကျွဲလေးရဲ့လေးယနေ့တတိုင်းမေ့မရနိုင်ပါလိုက်ပြီးခြံခဲ့ရတယ်။မောင်ကြီးရဲ့ဘဝတစ်ခုမှာနှစ်တစ်နေ့တောင်းတစ်နည်းနဲ့ရက်တစ်ပြည့်အချိန်လေးမှတောင်းမှလေးနွယ်ကိုမေ့လို့မရပဲ။အဖြေသာရင်မှနှင့်စီလာတော့လေလေးနွယ်နဲ့ပြုံးခဲ့ရှင်လန်းခဲ့ကြတဲ့ဘဝအစ